ကျွန်တော်ရဲ့ special one တပွဲကောင်းနောက်ဆုံး9ရက်မှာ9ရက်အနိုင်ရထားတဲ့ပွဲမင်းညတော့ကလည်းကျွန်တော်တို့ဒါကျွန်တော်မြန်မာလူလေးတွေးပြီး ACC လေးဒါအနိုင်ရခဲ့တယ်ပထမပိုင်းပြီးကြရဒါကျွန်တော်ညီကိုလေးဒါ ACC ကြီးခဲ့ရတဲ့ပွဲကျွန်တော်တို့စပါးနဲ့ပဲလေးမှာကျွန်တော်ပဲလေးကိုရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်ဒီကနေ့ညတောက်ကြနေညပွဲတွေကမှာကျွန်တော်ညီကိုလေးအတွက်တပွဲကောင်းစော့ကျင်တဲ့ညီကိုလေးဒါဘာစော့ရမှန်းမသိပဲနဲ့ဘာစော့ရမှန်းမသိတဲ့ညီကိုလေးအတွက်ဒီကနေ့ည special တပွဲကောင်းထွားအောင်မှာပဲဖြစ်ပါတယ်စိတ်ဝင်စားရင်တော့ကျွန်တော်ရဲ့ TikTok မှာ TikTok wall ထဲမှာဝင်လိုက်ပါတော့အဲ့မှာကျွန်တော်အဲ့ရနှစ်ဘက်ကနေဆက်သွယ်ပြီးတော့လာရောက်ပြီးတော့ယူလို့ရပါတယ်ဒီညအကြိုက်ဆုံးတပွဲကိုကျွန်တော်သုံးသပ်ချက်နဲ့ပဲပို့ပေးတာပဲဖြစ်ပါတယ်နိုင်မပေးရတဲ့ပွဲစဉ်လေးတွေဖြစ်လို့ brother တို့အနေနဲ့နိုင်ပေးနဲ့လာရောက်ယူလို့ရပါတယ်ငွေကြုံလွဲစရာမလိုပါဘူးဒါဆိုရင်ကျွန်တော်တို့ဒီကနေ့ညတောက်ကြညပွဲတွေမှာကျွန်တော်အကြိုက်သုံးပွဲကိုလည်းကျွန်တော်ညီကိုတွေအတွက်ဒါသုံးသပ်ချက်ကလေးနဲ့ကျွန်တော် team ယူဆချက်ကလေးတွေကိုရွေးချယ်ပေးအောင်မှာဖြစ်ပါတယ်ဒီအကြောင်းလေးတွေပဲပြောခင်ကျွန်တော်ရဲ့ TikTok account နဲ့ YouTube channel လေးကိုလည်း subscribe တွေ follow လေးတွေမလုပ်ရသေးရင်နှိပ်ခဲ့ပေးပါဦးကျွန်တော်ရဲ့ YouTube channel ဒီ TikTok account တွေကခဏပြတ်ကြတဲ့အတွက် YouTube channel လေးကိုထိကထားပြီးတော့လုပ်ပေးပါပြီးရင်ကျွန်တော်ညီကိုတွေအတွက်ဖုန်းပေတွေဂျာစီခင်ဝေးတွေကိုဖောက်ပေးလေးရှိတဲ့ Telegram channel လေးကိုလည်း join ထားဖို့မမေ့ပါနဲ့ channel လေးကိုလည်း comment မှာကျွန်တော်ချထားပေးမယ်အဲ့မှာအခုလိုဂျာစီလေးတွေကိုလည်းကျွန်တော်မဲဖောက်ပေးမှာဖြစ်လို့ join ထားဖို့လိုအပ်ပါတယ်ဒီညပွဲလေးတွေသုံးပွဲကိုသုံးသပ်ကြမယ်ပေါ့နော်ကျွန်တော်ရဲ့အမြင်ဖြစ်လို့ brother တို့ရဲ့အမြင်သူမှလိုက်ပြီးတော့ဆော့ပေါ့နော်ဒါဆိုကျွန်တော်တို့ပထမဆုံးပွဲကတော့ PSG နဲ့မိုနာကိုပွဲစဉ်ဖြစ်ပါတယ် PSG နဲ့မိုနာကိုကဒါအစောပိုင်းဒါကျွန်တော်တို့ချန်ပီယံလိမှာတွေးခဲ့ပြီးပေါ့နော်ချန်ပီယံလိမှာတူဆိုတဲ့ရလဒ်နဲ့တည်ကြခဲ့တယ်ပြီးရင်ကျွန်တော်တို့ဒါအချိန်မိုးတွေဒါကန်ခဲ့တဲ့အချိန်မှာ 5-4 ဆိုတဲ့ရလဒ်နဲ့နိုင်သွားတယ် PSG ကတော့တက်သွားဒီပွဲစဉ်မှာလည်းကျွန်တော်ကအမှတ်ဒီရာဒီချန်ပီယံဖြစ်ဖို့အတွက်အမှတ်လိုအပ်ချက်ရှိနေတဲ့ PSG အနေနဲ့အိမ်ဝင်းမှာတော့ကျွန်တော်ကတော့အနိုင်ကန်သွားလိမ့်မယ်လို့ပဲမျှော်လင့်ပါတယ်ဒီပွဲမှာတော့မိုနာကိုတို့အဝင်းခွင့်ဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ကတော့ဒီအိမ်ခွင့်ဖြစ်တဲ့ PSG ကိုပဲကြိုက်တယ် PSG တို့ဒီပွဲမှာတော့တည်မကြနိုင်တော့ဘူးလို့ကျွန်တော်ကတော့ထင်တယ်နိုင်ပွဲကိုဖော်ဆောင်သွားလိမ့်မယ် PSG ဘော်ဒီကိုကြိုက်ပါနောက်တစ်ပွဲကတော့ကျွန်တော်တို့ဒါနာပိုလီနဲ့တိုရီနိုပွဲစဉ်ပေါ့နော်နာပိုလီနဲ့တိုရီနိုမှာနာပိုလီအနေနဲ့ကဒါချန်ပီယံလိဝင်ဝင်ရဖို့အမှတ်တွေလိုအပ်နေတယ်အမှတ်တွေလိုအပ်နေပြီမဲ့တစ်ဖက်အောင်စရာအသစ်14ရအသစ်တိုရီနိုကိုကြည့်မပေးရဘူးဖြစ်နေပဲပေါ့နော်ဝမ်အပေါင်း20လောက်ဆိုတဲ့ကြီးတန်းဖွင့်လက်ထားဒါနာပိုလီကိုနေချင်းစရာဆွဲခေါ်နေတဲ့ကြီးတန်းကြီးပေါ့နော်ဒါကိုကျွန်တော်ကကြီးချင်းပဲတိုရီနိုရဲ့ဒါအဝင်းခွင့်ခြေစမ်းကိုတစ်ချက်ကြည့်ရမှာအဲ့လောက်ကြီးပြောသလောက်ကြီးမစိုးဘူးပေါ့နော်ဒါအနိုင်ဆုံးကျွန်တော်ကတော့နာပိုလီကိုတည်ကန်နိုင်တဲ့အနေအထားမျိုးမှာရှိတယ်ဒါကြောင့်မလို့ကျွန်တော်ကဒီပွဲစဉ်မှာတော့နာပိုလီကိုပတ်ကန်ပြီးတော့တိုရီနိုကိုကျွန်တော်ညီကိုတွေကိုရွေးချယ်ပေးကြပါတယ်ဒါတော့ကျွန်တော်အကြိုက်ကလေးတွေပေါ့နော်ပြီးရင်ဟူးနဲ့လီဗာပူးမှာလောလောလတ်မှတွေ့ထားတာပေါ့နော်ဟူးကအိမ်ခွင်းမှာအနိုင်ရခဲ့တယ်2-1ဆိုတဲ့ရလာတယ်အနိုင်ရခဲ့တယ်ဒါကိုအခုဒီကြည်တဲ့ပထမကြော်ထက်ပို့ပြီးတော့20လောက်ကြီး20လောက်လီဗာပူးကတင်ပေးထားတယ်ပထမကြော်တော့က1အနှုတ်20အခု1အနှုတ်40ဒီကြီးတန်းကလီဗာပူးပြန်ပြီးတော့နိုင်တဲ့ကြီးတန်းလို့ကျွန်တော်မြင်တယ်ပထမကြော်တော့မှရှုံထားတာတောင်မှဒီပွဲစဉ်မှာပို့ပြီးတော့ကြီးရမြင့်လာတယ်20လောက်ပို့ပေးထားတာဟာလီဗာပူးတို့အနေနဲ့နှစ်ပွဲဆက်ကြီးတော့မရှုံးနိုင်ဘူးလို့ကျွန်တော်တော့ကောက်ချက်ချပြီးအရင်ပွဲတော့ကျွန်တော်ကိုယ်တိုင် special one ထုတ်ခဲ့တဲ့ဒါဟူးကိုကျွန်တော်ပေးခဲ့တာပေါ့နော်ကျွန်တော်ပွဲပြီးကြလာက2-1ဆိုတဲ့ရလာနဲ့နိုင်ခဲ့တဲ့ special one ကဒါအကျွတ်ရခဲ့တယ်အဲ့ဒါပထမဒီတွေ့ခဲ့တဲ့ပွဲအခုမှတော့ကျွန်တော်ကတော့လီဗာပူးနှစ်ပွဲဆက်မရှုံးနိုင်ဘူးလို့ပဲထင်ပါတယ်နှစ်ပွဲဆက်မရှုံးနိုင်တဲ့အတွက်အသင်းကြီးလည်းဖြစ်တယ်ဒီဟိုးအောင်ဆုံးကအသင်းကိုတော့နှစ်ပွဲဆက်ကြီးရှုံးနိုင်ဘူးလို့မရှုံးလည်းမရှုံးသင့်ဘူးဒါကြောင့်မို့ကျွန်တော်ဒီပွဲဆက်မှာတော့လီဗာပူးဘော်ဒီကိုရွေးချယ်ပေးချင်ပါတယ်ဒါတော့ကျွန်တော်အကြိုက်ပါတော့ brother တော့ဘယ်လိုမြင်လဲကိုယ့်ရဲ့အမြင်လေးတွေကို comment မှာမှတ်ချက်ကလေးတွေရေးခဲ့ပါဦးအားလုံးပဲကျေးဇူးတင်ပါတယ်ခုလာပါ